အားလုံးပဲမင်္ဂလာပါရှင် Yuki Comic Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းအကြောင်းအရာကတော့မြန်မာနိုင်ငံကုန်းမောင်အင်ပါယာရဲ့အင်အားအကြီးဆုံးဘုရင်တစ်ပါးဖြစ်တဲ့စင်ပြူရှင်မင်းတရားကြီးဟာထိုင်းနိုင်ငံရဲ့ထူးခြားလာပါလုံးနဲ့၃ယောက်ချင်းမင်းသမီးလေးကိုမြစ်တာတန်ဝင်ရာကနေစတင်ခဲ့တာပါဘုရင်တစ်ပါးရဲ့အလိုရမက်နဲ့အချစ်ကိုညှင်းပယ်ခံလိုက်ရတဲ့အခါမှာတော့အချစ်ကနေအမုန်းကိုဘယ်လိုကူးပြောင်းသွားမလဲအစစ်ဆောင်ဖြစ်တည်တဲ့အမျက်ဒေါသနဲ့ကဘာကြီးကိုတုံလှုပ်စေခဲ့တဲ့စစ်ဘုရင်တစ်ပါးရဲ့အမျက်ဒေါသကထိုင်းနိုင်ငံကိုဘယ်လိုမျိုးအမုန်းချေဖျက်ဆီးပြစ်မလဲဘုရင်တယောက်ရဲ့မာနာအချစ်နဲ့စင်မီလန်နေကြကအားပြိုင်မှုကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမယ်ရာဇဝင်နောက်ခံစကားကောင်းတွေတကားပဲဖြစ်တာကြောင့်အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်နော်ဇာတ်လမ်းလေးမစတင်မီထုံးစံအတိုင်း Yuki ရဲ့ channel လေးကို like and subscribe နှိပ်ပေးထားကြပါအောင်ရှင်ဒီဇလန်လေးစတင်ဖြစ်ပေါ်လာတဲ့အချိန်ကထိုင်းနိုင်ငံချင်းမိုင်ဒေသကမြန်မာလက်အောက်ခံဖြစ်နေပြီးတော့မြန်မာဘုရင်ဩဇာလွှမ်းမိုးနေတဲ့ခေတ်ကာလတစ်ခုကပါအဲ့ဒီအချိန်ကမြန်မာဘုရင်ဟာစစ်ရင်ကအရန်တောင်တင်းနေပြီးတော့အိမ်နီးချင်းမျိုးတွေကိုတစ်မျိုးပြီးတစ်မျိုးလိုက်လံနှိမ်နင်းနေတဲ့အချိန်ကာလတစ်ခုကပါဒီဇလန်စတင်ဖြစ်ပေါ်လာတဲ့နေရာကတော့မြန်မာလာအိုနဲ့ထိုင်းနိုင်ငံသုံးနိုင်ငံစုံနဲ့ရွှေတိကန်နယ်မြေမှာရှိတဲ့ထိုင်းဘုရင်အုပ်ချုပ်တဲ့ချင်းတန်းလို့ခေါ်တဲ့မြို့လေးကနေအစာပြုထားပါတယ်အဲ့ဒီမျိုးလေးဟာမဲခေါင်မြေကမ်းဘေးမှာတည်ရှိနေပြီးတော့အင်ဂျီချင်းနိုင်ငံတွေနဲ့ထိစပ်နေကရန်သူတွေတိုက်ခိုက်ဖို့အတွက်လွယ်ကူတဲ့နေရာမှာရှိနေပါတယ်။အဲ့ဒီအချိန်ကမြန်မာဘုရင်ဟာထိုင်းဒေသကမျိုးတွေကိုတစ်မျိုးပြီးတစ်မျိုးလိုက်လံသိမ်းပိုက်နေတာကြောင့်ချင်းတန်းဘုရင်ကအင်အားကြီးတဲ့မြန်မာဘုရင်ရဲ့တပ်တွေကိုမရှင်နိုင်မှန်းသိနေခဲ့ပါတယ်။ဒါကြောင့်ချင်းတန်းဘုရင်ဟာရန်သူတွေလွယ်လွယ်နဲ့မလာနိုင်နဲ့တောတောင်ထူထပ်ပြီးတော့တဘာဝကအခိုင်အမာကာကွယ်ပေးထားတဲ့ဖန်မြို့ဟောင်စီကိုပြောင်းရွှေ့အခြေစိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်ချင်းတန်းဘုရင်ဟာသူ့ရဲ့သမီးတော်နဲ့နန်းတွင်းအရာရှိတွေနဲ့အတူပြည်သူအချို့ကိုခေါ်ဆောင်ကနောက်ပါလူပေါင်း9000နဲ့အတူမြို့သစ်တီဖို့ခရီးနေလာခဲ့ကြတယ်။သူတို့ဟာကောက်မြင့်အတိုင်းနေရနဲ့ရပ်ပေါင်းများစွာစုံစင်းလာရင်းနဲ့ပဲတစ်ပင်တောတောင်စိမ့်လန်းပြီးတော့မြေစီလာကောင်းတဲ့မြို့ပြကြီးတစ်ခုစီရောက်ရှိလာခဲ့ပါတယ်။သူရောက်ရှိတဲ့မြို့ပြကြီးကလွန်ခဲ့သောနှစ်ပေါင်းများစွာကအလွန်လှပတဲ့မြို့ကြီးတစ်မြို့ပါ။ဒါပေမဲ့လို့အခုအချိန်မှာတော့စစ်ပွဲတွေကြောင့်ပျက်စီးပြီးတော့လူသူကင်းမဲ့နေတဲ့တိတ်ဆိတ်ခြောက်ကတ်တဲ့မြို့ပြကြီးတစ်ခုဖြစ်နေခဲ့ပါတယ်။ဒါကြောင့်အပျက်စီးအပိုင်းစားများနဲ့လူသူကင်းမဲ့ပြီးတော့ခြုံထူထွက်နေတဲ့တောကြီးမြမဲဖြစ်နေခဲ့ပါတယ်။ချင်းတန်းမင်းကသူ့ရဲ့ရဲမက်တွေပြည်သူတွေနဲ့အတူအဲ့ဒီမြို့ဟောင်းကိုပြန်လည်ပြုပြင်ကမြို့ရိုးအသစ်တွေတိစောက်ပြီးတော့တက်ညီလက်ညီနဲ့ပဲမြို့သစ်ပြန်တည်ခဲ့ကြတယ်။အဲ့ဒီနောက်အဲ့ဒီမြို့ကိုလည်းမိုင်းဖန်မြို့လို့ခေါ်တင်စေခဲ့ပါတယ်။မကြခင်မှာပဲအဲ့ဒီမိုင်းဖန်မျိုးလေးဟာစီပင်သားရဝါပြောလာပြီးတော့အစားအစာတွေပေါ်ကျဝါလွန်လာကြောင်းပြည်သူတွေကသူတို့ရဲ့ဘရင်ကြီးကိုဖရားဖန်ဦးတုံစင်းလို့ပွဲအမည်ဆက်တာခဲ့ကြတယ်။အဲ့ဒီနာမည်ရဲ့အမည်ကတော့ဖန်မျိုးကိုအုပ်စိုးတဲ့စီးစိမ်ဥစ္စာနဲ့စံရည်စပါအရှံပဲပြည့်စုံကြွယ်ဝတဲ့ဘရင်ကြီးဆိုတဲ့အဓိပ္ပာယ်ပါ။ဖရားဖန်ဘရင်ဟာမိုင်းဖန်မျိုးကိုအုပ်ချုပ်နေတဲ့အချိန်မှာစံရည်စပါပေါ်ကျဝါလာပြီးတော့ဘုံတကူကြီးမားလာရတာဟာအတူအဆန်းဖြစ်ပေမဲ့လို့အထက်ထူးဆန်းတာတကူရှိနေခဲ့ပါတယ်။အဲ့ဒါကတော့သူ့မှာအလွန်ထူးခြားတဲ့သမီးတော်လေးတစ်ပါးရှိနေတာပါပဲအဲ့ဒီမင်းသမီးလေးရဲ့ထူးခြားချက်ကတော့သုံးလောကလုံးမှာဘသူနဲ့မှမတူတဲ့အသားရည်ရှိနေတာပါပဲပိုပြီးထူးခြားတာကတော့သူမရဲ့အသားရည်ဟာတနေ့တာအချိန်အလိုက်အယောင်ပြောင်းလဲနေတာပါပဲသူမရဲ့အသားရည်ဟာနနခင်အာယုံတက်ချိန်မှာတော့စပယ်ပွင့်လာလေးအပေါ်နှင်းဆက်လေးတင်ထားတဲ့ကဲ့သို့နုညံဖြူစင်တဲ့ဝါကုန်းသားလေးပမာဝင်းပနေပါတယ်ကြည့်လိုက်သူတိုင်းကိုအေးမြကြည်လင်စေပြီးတော့စိတ်ချမ်းမြေမှုမျိုးကိုပေးစွမ်းနိုင်တဲ့အလားမျိုးပါနေမိုးတဲ့ချိန်နေ့လည်ခင်းအချိန်မှာတော့နေရောင်ကြီးပြင်းထန်လာတာနဲ့အမျှသူမရဲ့အသားရည်နဲ့သွေးကြောမြင်လေးတွေဟာလည်းသွေးရောင်လွှမ်းလာပြီးတော့မှန်ဝင်းနေတဲ့ကင်းမုံသီးလေးပမာတောက်ပြောင်နေမြန်းနေတဲ့ကြက်သွေးရောင်အဖြစ်ကိုပြောင်းလဲသွားပါတယ်ဒီအချိန်မှာတော့သူမဟာအလွန်တက်ကြွပြီးတော့ဆူးရှာတောက်ပါတယ်ပုံတကူရှိတဲ့အလားမျိုးကိုပိုင်ဆိုင်ထားပါတယ်ညနေခင်းနေဝင်တရောစီးစာအချိန်မှာတော့သူမရဲ့အသားရည်လေးဟာပဒုံမာကြပန်းလေးတစ်ပွင့်လိုနူးညံ့ဆိုပြတဲ့ပန်းစီအောင်လေးအဖြစ်ကိုငြိမ်သက်စွာပြောင်းလဲသွားပြန်ပါတယ်ဒီစီးစာအချိန်ကသူမရဲ့အလားကိုမြင်တွေ့ရတဲ့သူတိုင်းကရင်သက်ရှူမောစေပြီးတော့ဆွမ်းမက်စရာအကောင်းဆုံးအချိန်ပါပဲဒါကြောင့်မင်းသမီးလေးရဲ့အလားကတော့နှစ်သက်ကျွေးသလားအောင်းမရတဲ့အထိသုံးလောကလုံးမှာအနိုင်မဲ့ပါပဲဒါကြောင့်သူမကို၃ယောက်ချဲမင်းသမီးလေးလို့ခေါ်ကြတာပေါ့ဒီလိုထူးခြားဆန်းပြတဲ့အလားတရားတွေကြောင့်လူအများကသူမကိုဒါဟာနတ်ဘုရားတွေကပေးတဲ့ဆူလက်လားဒါမှမဟုတ်ကျိန်စာတစ်ခုလားဆိုပြီးတော့အံ့ဩမြင်သက်ခဲ့ကြတယ်ဒီလိုစမ်းကြယ်လာတဲ့အချိန်လိုက်အယောင်ပြောင်းတတ်တဲ့မင်းသမီးလေးအလားသတင်းဟာလည်းတတိုင်းပြည်လုံးဒီမကဘဲနဲ့အိမ်ကြီးချင်းတိုင်းပြည်တွေအထိပါပြန့်နှံ့သွားခဲ့တယ်
ဒီလိုပြန့်နှံ့သွားရာကနေမြန်မာနိုင်ငံရဲ့အင်အားကြီးစစ်ဘရင်ဖြစ်တဲ့စင်ဖြူရှင်မင်းတရားကြီးရဲ့နားရက်ထီရောက်သွားခဲ့တယ်။စင်ဖြူရှင်မင်းတရားကြီးဟာတလောက်လှပတဲ့မိန်းကလေးဆိုတာတကယ်ပဲရှိနိုင်ပါမလားဆိုပြီးတော့လူကိုယ်တိုင်မြင်တွေ့ခြင်းစိတ်တွေတားမရအောင်ပြင်းပြလာခဲ့တယ်။ဒီလိုနဲ့မင်းတရားကြီးဟာဘရင်ဆိုတဲ့မာနာတွေကိုခဏပြီးဖယ်ချပြီးတော့ကုံတဲ့တူအသွင်နဲ့ရုပ်ပြက်ကမိုင်းဖန်မျိုးစီကိုခရီးနေလာတော့တယ်။ထုံးစံအတိုင်းမြို့တစ်မြို့မှာကုံသွဲတော့မယ်ဆိုရင်မျိုးသားမင်းစီမှာလက်ဆောင်ပန်းနာဆက်သားရတာပေါ့။စင်ပြေရှင်မင်းတရားကြီးဟာကဘာပေါ်မှာအကောင့်တကအကောင်ဆုံးပိုးတွေကိုလက်ဆောင်ပေးဖို့အကြောင်းပြချက်နဲ့မင်းသမီး3ယောက်ချင်းနဲ့တွေ့ခွင့်တောင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲစင်ပြေရှင်မင်းတရားကြီးဟာမင်းသမီးကိုအနီးကပ်မြင်တွေ့လိုက်ရပါတော့တယ်။မင်းတရားကြီးဟာမင်းသမီးရဲ့စမ်းကြဲတဲ့အလားကိုမြင်လိုက်ရတဲ့ခဏမှပဲသတိလစ်မတက်မင်းသက်သွားခဲ့ပါတယ်။သူမကိုမြင်ချင်းပဲဆွဲလန်းသွားပြီးတော့ဒီမိန်းကလေးဟာငါ့ရဲ့မိဖုရားပဲဖြစ်ရမယ်လို့ဆိုပြီးတော့စိတ်ထဲမှာပြင်းပြင်းထန်ထန်ဆုံးဖြတ်လိုက်ပါတော့တယ်။စင်ဖြူရှင်မင်းဟာမိမိတိုင်းမိကိုပြန်ရောက်တဲ့အခါမှာတော့စိတ်နဲ့ကိုယ်နဲ့မကတ်တော့ပါဘူး။ဘာအလုပ်မှလည်းမလုပ်နိုင်တော့ဘဲနဲ့မင်းသမီးလေး3ယောက်ချဲရဲ့မျက်နှာလေးကိုပဲတဝဲလေလေမြင်အောင်နေမိတော့တယ်။ဒီတသက်မှာဒီမိန်းကလေးဟာငါ့အပိုင်းဖြစ်ရမယ်ဆိုတဲ့အလိုရမက်တွေကလည်းတနေ့ထက်တနေ့ပိုပြင်းထန်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့မင်းတရားကြီးဟာမပိုင်ဆိုင်ရတဲ့အချစ်ဝေဒနာကိုတီးမခံနိုင်တော့တာကတကြောင်စပက်ကြီးလိုစံရင်စပါးပေါ်ကျွယ်သွားတဲ့မိုင်းဖန်ဒေတာကိုလိုချင်တာကတကြောင်နဲ့ဒီအချက်တွေကြောင့်တေချာတိကျတဲ့အစီအစဉ်တစ်ခုကိုဆွဲခဲ့ပါတယ်။တနေ့မှာတော့ဖန်ပြည်တော်စုရဲ့ငင်းချမ်းตาရနေတဲ့တကားဝါစီကိုဖုံလုံးကြီးတွေနဲ့အတူအယုဒ္ဓရာပြည်ကလာတဲ့မြင်းစစ်တီတော်တစုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီခေတ်ကအယုဒ္ဓရာပြည်ကလည်းစင်မြူရှင်မင်းပိုင်တဲ့ဒေတာတစ်ခုပါ။အဲ့ဒီအယုဒ္ဓရာပြည်ကမြန်မာစစ်တီတော်တွေလက်ထဲမှာတော့ရွှေရောင်တောက်ပနေတဲ့ရာဇသန်ဆာလာတစ်ခုပါလာတာပေါ့။အဲ့ဒီအချိန်မှာဘရင်ကြီးဖရာဖန်ဟာနိုင်ရင်မြန်မာအနာယူနေရင်းနဲ့အဲ့ဒီတန်ဝင်လာကိုဖွင့်ဖက်လိုက်တဲ့အခါမှာတော့သူ့ရဲ့မျက်လုံးအစုံဟာတွန်ချိုးသွားပြီးတော့မျက်နှာတော်ကလည်းချက်ချင်းဆိုသလိုနီးမြန်းလာပါတော့တယ်။ဘာကြောင့်လဲဆိုတော့အယုဒ္ဓရာဘရင်လာရောက်တောင်းဆိုတဲ့ပုံစံဟာချစ်ချစ်ရေးအတွက်မဟုတ်ဘဲနဲ့အမိန်ပြီးစီခိုင်းတာနဲ့ပိုတူနေခဲ့လို့ပါပဲ။စာလွာထဲမှာကတော့ဩဇာအာဏာပါပါနဲ့ဒီလိုရေးထားတယ်။ဖန်မျိုးသားမင်းတည့်ရင်သမီးတော်နန်းသုံးဖြာရဲ့အလားကုန်တရင်ဟာငါတို့စီကိုပြန်လွင်လာခဲ့ပြီးငါ့ရဲ့မိဖုရားအဖြစ်တင်မြောင်းရင်တည့်ရင်သမီးတော်ကိုငါ့ထံကိုချက်ချင်းဆက်သားရမယ်အကိန်းအငင်းပေခဲ့ပါကတည့်ရင်ဖန်မျိုးကိုပြားပေါင်းအတိဖြစ်အောင်ငါ့ရဲ့စစ်တပ်ကြီးနဲ့နင်းချေပြစ်မယ်လို့ရေးသားထားပါတယ်ဒီစကားဟာဖရာဖန်ဘရင်ကြီးရဲ့ရေမက်ကိုလှန်တန်းနဲ့ထိုးလိုက်သလိုခံစားရပါတယ်သူဟာမိဘတယောက်အနေနဲ့သမီးကိုချစ်တာထက်ပိုပြီးတော့တိုင်းပြည်တစ်ခုကိုအုပ်ချုပ်တဲ့ဘရင်တစ်ပါးအနေနဲ့အချုပ်အခြာအာဏာနဲ့မာမာနကိုပါထိပါစော်ကားခံလိုက်ရတာပါဖရာဖန်ဘရင်ကြီးဟာရာဇသန်ပါတဲ့စာလွာကိုချစ်ချစ်ပါအောင်စုပ်ကိုင်လိုက်ရင်းနဲ့ဒေါသတကြီးရေရိုးလိုက်တယ်ငါဟာလေဒီနိုင်ငံရဲ့ဘရင်တစ်ပါးပဲငါရဲ့သမီးတော်ဟာစစ်မဖြစ်ဖို့အတွက်နဲ့ကမ်းလှမ်းရမယ့်ဆက်လက်ဆောင်မဟုတ်ဘူးငါတို့ရဲ့တိတ်ခါကိုအာဏာနဲ့လာပြီးအယောင်းဝယ်လုပ်လို့မရဘူးလို့ပြောဆိုရင်းနဲ့ဘရင်ကြီးဟာအယုဒ္ဓရာပြည်ကမြင်းစစ်တီတော်တွေကိုကြည့်ပြီးတော့ပြတ်သားတဲ့စကားတစ်ခုကိုပြန်ကြားလိုက်ပါတယ်။သွားချီမင်းတို့အရှင်ကိုပြန်ပြောလိုက်ပါ။ငါသမီးတို့ရဲ့သမင်တပင်ကိုတော့မင်းတို့အရှင်မပိုင်စေရဘူး။စစ်တိုက်ချင်းလည်းလာခဲ့ကြ။ငါတို့ဟာအညံ့ခံပြီးအဆက်ကွဲခံကအသက်ရှင်မဲ့သူတွေမဟုတ်ဘူးလို့စကားကြုံပါလိုက်ပါတော့တယ်။အဲ့ဒီနေ့ကစားပြီးတော့ဖန်မျိုးရဲ့ကောင်းငင်ရံမှာငိမ့်ငိမ့်ဂျိုးပြူငှက်လေးတွေပြန်တန်းရာကနေပြီးတော့စစ်မီးလန်နေအစားထိုးဝင်ရောက်လာပါတော့တယ်။ဘရင်ကြီးဟာသူ့သမီးတော်လေးကိုကာကွယ်ဖို့နဲ့တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကိုစောင့်ရှောက်ဖို့အတွက်တလောကလုံးကိုရန်သူအဖြစ်ရွေးချယ်လိုက်တဲ့အခိုက်အတန့်ပါပဲ။ဒါကြောင့်မြန်မာဘရင်ဟာစစ်တီတော်အလုံးရင်းနဲ့မိုင်းဖန်မျိုးကိုချီတက်တိုက်ခိုက်ပြီးတော့တိုင်းပြည်ကိုသိမ်းပိုက်ဖို့ကြိုးစားပါတော့တယ်။ဖရာဖန်မင်းကြီးကလည်းသူ့ရဲ့တိုင်းပြည်နဲ့သမီးတော်ကိုအထီးအပါမခံနိုင်တာကြောင့်စစ်တီရဲမဲ့တွေကိုအမိန်ပေးပြီးတော့မြို့တကားကိုပိတ်လိုက်ပြီးတော့အသေးလေးခုခံကာကွယ်ခဲ့ပါတယ်။ဒါပေမဲ့လို့အင်အားကြီးဘရင်ဖြစ်တဲ့စင်ဖြူရှင်မင်းတရားကြီးကလည်းလက်လျှော့မဲ့ပုံမပေါ်ပါဘူး။မင်းတရားကြီးဟာမြို့ငယ်လေးတွေကနေစစ်ကူတွေအဆက်မပြတ်ထပ်ခေါ်ပြီးတော့မိုင်းဖန်မြို့ကိုဝန်းရံထားလိုက်တာဆိုရင်3နှစ်တောင်ကြာသွားခဲ့ပါတယ်။စစ်ပွဲကတိတ်ကြလာတော့ပြည်သူတွေဟာလည်းတောက်ခံမထားနိုင်တော့ဘဲနဲ့မြို့ထဲမှာလည်းစားနဲ့ရိတ်ခါတွေပြက်လက်လာပြီးတော့ငတ်မုတ်ခေါင်းပါတဲ့ဒုက္ခကိုခါးစည်းခံရပါတော့တယ်။စစ်တီရဲမဲ့တွေကလည်းအင်အားကြီးနေကုန်ကြတာပေါ့။ဒါကိုကြည့်ပြီးတော့ဖရာဖန်မင်းကြီးနဲ့မင်းသမီးလေးနန်းသုံးဖြာတို့ကလည်းရင်ကျိုးမတက်ခံစားရတာပေါ့။သူတို့သားအဖ2ဦးဟာလည်းစစ်တံကိုကြာတောက်ခံမထားနိုင်တော့ပါဘူး။ငါတို့နှစ်ယောက်ကြောင့်ပြည်သူတွေဒုက္ခမရောက်ပါစေနဲ့တော့။ငါတို့အသက်ကိုစရေးလိုက်ရင်ဒီစစ်ပွဲကြီးပြီးဆုံးသွားပြီးတော့ရန်သူတွေလည်းကျင်းနေပြီးပြန်သွားကြမှာပဲလို့တိုင်ပင်ပြီးတော့နိုင်ရင်ပြင်းနောက်ဘက်ကစာဝါရေရင်းကြီးတွေကိုခုံချဖို့ဆုံးဖြတ်လိုက်ကြတယ်။ဒါကြောင့်သားအဖ2ဦးလက်တွဲကနိုင်ရင်ပြင်းနောက်ဘက်ကစာဝါရေရင်းကြီးစီကိုလာခဲ့ကြတယ်
ဒါပေမဲ့သူတို့ရေတွင်းနာရောက်တဲ့အခါမှာတော့တစ္ဆာရှိတဲ့နန်းတွင်အရာရှိဇနီးမောင်နှံနှစ်ဦးကအပြင်းအလွှာတာတားကြတယ်။အရှင်တို့မတိကြပါနဲ့။တိုင်းပြည်အတွက်အရှင်တို့ရှိနေမှာဖြစ်မှာပါ။အရှင်တို့အစားကျွန်တော်မျိုးတို့ကပဲအသေးခံမရစေလို့တောင်းပန်ပြီးတော့မင်းမြောက်တန်းစာတွေကိုလဲဝစ်ဖို့ရှောက်တင်နေ။တစ္ဆာရှိတဲ့အမတ်တွေကပါဝိုင်းဝန်းဖြောင်းပြကြတာကြောင့်နောက်ဆုံးမှာတော့ဘုရင်နဲ့မင်းသမီးလေးတို့ဟာလည်းမချစ်တင်ခဲနဲ့ပဲသဘောတူလိုက်ရပါတယ်။ဘယင်ကြီးကသူ့ရဲ့မင်းမြောင်တန်းစာတွေကိုချုပ်ပေးလိုက်သလိုမင်းသမီးလေးကလည်းသူမရဲ့အဖိုးတန်ဝတ်စုံတွေကိုလွှဲပြောင်းပေးလိုက်ပါတယ်။ပြီးတော့မင်းကြီးနဲ့မင်းသမီးဟာလည်းရဲမဲ့အနေငယ်နဲ့အတူရန်သူစစ်ကြောင်းကိုအသက်လူပြီးတော့တိတ်တဆိတ်ဖောက်ထွက်ကပြေးခဲ့ကြတယ်။တစ်ဖက်မှာတော့ဘယင်နဲ့မင်းသမီးအယောင်ဆောင်ထားတဲ့အရာရှိနှစ်ဦးဟာရန်သူစစ်တပ်တွေအထင်မှားအောင်ရေရင်းစီကိုထင်းထင်းရှားရှားတမင်တကာပြေးပြကြတာပေါ့။ရန်သူစစ်သည်တွေကလည်းသူတို့ကိုမြင်တွေ့သွားပြီးတော့နောက်ကနေအပြေးလိုက်လာကြတာပေါ့။ဟိုမှာမင်းသမီး၃ယောက်ချန်နဲ့ဘရင်ပြေးနေကြပြီလိုက်ကြလို့အော်ဟစ်ပြီးတော့လိုက်လာကြတာပေါ့ရန်သူတွေအနားရောက်လာတဲ့အချိန်မှာပဲအရာရှိဇနီးမောင်နှံဟာတယောက်ကိုတယောက်ကြည့်လိုက်ပြီးတော့ပြုံးလိုက်ကြတယ်ပြီးတော့တိုင်းပြည်အတွက်လို့အော်ဟစ်ကရေရင်းနှကြီးတဲ့ကိုအတူတူခုံချလိုက်ပါတော့တယ်ဒါကိုအဝေးကနေမြင်တွေ့လိုက်ရတဲ့ရန်သူစစ်သည်တွေကလည်းဘရင်နဲ့မင်းသမီး၃ယောက်ကျဲလို့ထင်မှတ်သွားပြီးတော့အံ့အားသင့်သွားကရေရင်းနာကိုပြေးကြည့်ကြလေတော့တယ်အဲ့ဒီနောက်ရန်သူစစ်တီတော်တွေဟာဘယင်ကြီးနဲ့မင်းသမီးလေးတို့တကယ်သေးပြီးအမှတ်နဲ့စင်ပြူရှင်မင်းထံကိုအဖြစ်ပြက်အလုံးစုံကိုရှောက်ထားလေတော့တယ်။မြမဘယင်စင်ပြူရှင်မင်းတရားကြီးကလည်းမင်းသမီးလေးကိုမရလိုက်တဲ့အတွက်အလွန်အမင်းဒေါသထွက်ပြီးတော့ဝမ်းနေသွားခဲ့ပါတယ်။ငါမရရင်ဘယ်သူမှမရစေရဘူးဆိုတဲ့စိတ်နဲ့မိုင်းဖက်မျိုးကိုအပြတ်သက်တိုက်ခိုက်ဖျက်ဆီးလိုက်တယ်။တစ်ဖက်မှာလည်းမင်းသမီးလေးဟာတာမန်ရွာသူတူအသွင်နဲ့ပဲတောတောင်တွေထဲမှာတစ်သက်လုံးပေါင်းပေါင်းနေထိုင်သွားခဲ့ပါတယ်။သူမဟာဒေသခံရွာသားတူနဲ့အိမ်အောင်ကြပြီးတော့သူမရဲ့၃ယောက်ချဲသွေးမျိုးဆက်ကလည်းဖန်မျိုးရဲ့တနေရာရာမှာရှိနေသေးပဲလို့ဒေသခံတွေကပြောစမှတ်ပြကြပါတယ်။ဇလန်လေးကတော့ဒီနေရာမှာနေပြီးဆုံးသွားပါပြီ။ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကတော့၃ယောက်ချဲမင်းသမီးလေးနဲ့အင်အားကြီးစစ်ဘီရင်တဦးဖြစ်တဲ့စင်ပြူရှင်မင်းတရားကြီးတို့ရဲ့အကြောင်းပါပဲ။ဒီဇလန်လေးကိုကြည့်ချင်းအပြင်ကုန်းမောင်ခေမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာအင်အားကြီးနိုင်ငံတစ်ခုဖြစ်ခဲ့တာကတော့အသေးချပါပဲ။ဒီလိုမျိုးဇလန်လေးတွေကိုကြိုက်နေတတ်တယ်ဆိုရင် Yuki ရဲ့ channel လေးကို like and subscribe နှိပ်ထားပေးကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။